မင်္ဂလာပါဒေါက်တာဖြိုးတီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကအချိန်တိုင်းမှာအသုံးဝင်နေပါစေဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်အချိန်တိုင်းမှာအသုံးဝင်နေပါစေကိုယုံကြည်မှုမရှိတဲ့သူတွေဟာပြဿနာအရှာဆုံးပဲ Tree Food ရဲ့ပဲ့ကိုင်းခြင်းမတ်ထူလဲအောင်ကိုကျွန်တော်သင်တန်းတစ်ခုမှာ guest speaker အဖြစ်ဖိတ်တော့လူငယ်တွေကိုသူဝေမျှသွားတဲ့စကားလေးပါရင်ထဲအတော်လေးမှတ်ရဖြစ်ခဲ့တယ်ပတ်ဝန်းကျင်မှာပြန်တတိထားကြည့်မိတော့လေအဲ့ဒီအတိုင်းဖြစ်နေတာတွေ့ရတယ်တခါကအမတယောက်ကဖုံးဆက်တိုင်းပင်ပါတယ်သူ့ညီမလေးရဲ့အိမ်တော်ကြီးကိစ္စပါယောက်ျားဖြစ်သူကအမျိုးမျိုးရိုက်နှက်နှိပ်စက်နေလို့ဘယ်လိုလုပ်ပေးရမလဲဆိုပြီးတိုင်းပင်တာအဲ့ဒီမှာစဉ်းစားစရာကောင်းတာတစ်ချက်ကိုကြားလိုက်ရတယ်အဲ့ဒါပါလဲဆိုတော့ဒီလူဟာဘာအလုပ်မှရှိမနေတာပဲတစ်ချိန်ကတော့သူကစီးပွားရှာခဲ့တယ်အိမ်တော်ကိုဥဆောင်ခဲ့တယ်အဲ့ဒီအချိန်ကအဆင်ပြေပဲတဲ့နောက်တော့အကြောင်းကြောင့်သူအလုပ်မရှိတော့ဘူးမိမကပဲအလုပ်လုပ်တယ်ငွေရှာတယ်ဒီလူကတနေ့အိမ်မှာပဲဒီတော့မှခုလိုရိုက်တာနှက်တာကစလာတယ်ဘာလို့စရာမှမရှိတော့အရက်တောက်တဲ့အခါတောက်မျက်စိထဲမြင်သမျှကပြဿနာရှာစရာတွေလူကြီးဖြစ်လာတယ်မိဘအိမ်သွားလဲသွားပြန်ပြီနောက်ကြရင်လဲကြပြန်ပြီသူ့ကိုယ်သူမကျင်နဲ့သူ့ဘဝသူအားမရဒါပေမဲ့သူ့ကိုယ်သူလဲတတိမထားမိအဲ့ဒီမကျင်တဲ့ချက်တွေအကုန်လုံးကိုမိမကိုရိုက်နှက်ပြီးထွက်ပေါက်ပေးနေတယ်လို့ခံစားမိတယ်မိဘတွေအနေနဲ့လဲဒီလိုသဘောလေးတွေရှိတတ်တယ်အထူးသဖြင့်အဖေတွေပေါ့သူတို့ကတစ်ချိန်ကမိသားစုကိုဥဆောင်ခဲ့တယ်အလုပ်တွေလုပ်ခဲ့တယ်အရွယ်တစ်ခုရောက်လာတော့အလုပ်မရှိတော့ဘူးသားသမီးတွေကလွှဲပြောင်းတာဝန်ယူတယ်တကယ်ဆိုအနားတောင်ရတယ်ထင်စရာဒါပေမဲ့သူတို့အသုံးမဝင်တော့ဘူးဆိုတဲ့ခံစားချက်ကဝင်လာတယ်ဒီတော့သားသမီးကပြောနေကြပုံစံအတိုင်းပြောရင်တော့အခုမရတော့ဘူးမင်းတို့ကငါပိုက်ဆံမရှာနိုင်တော့လို့ပြောတာလားဆိုပြီးဒီလိုမျိုးတွေတုံ့ပြန်လာတယ်သမီးကြီးစားတွေမှာလည်းဒီလိုပဲတယောက်ကအလုပ်လုပ်နောက်တယောက်ကအလုပ်မရှိဘဲနေကြည့်အဲ့ဒီအလုပ်မရှိတဲ့သူဟာပြဿနာတအားရှာသဝန်တွေတိုးလိမ့်မယ်ချုပ်ချဲလိမ့်မယ်လုပ်ငန်းဝင်တွေမှာကြည့်လိုက်လဲဒီသဘောတရားသွားတွေ့မယ်ဘာမဟုတ်တာလေးကိုအထအနကောက်နေပြီဆိုသူ့မှာစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတစ်ခုရှိနေပြီပဲအစိုးရတွေကိုကြည့်မယ်ဆိုလဲကိုယုံကြည်မှုအင်မတန်အားနေတဲ့သူတွေဟာတရားအစွဲဆုံးအဖမ်းဆုံးလူတွေဖြစ်နေတာတွေ့ရမယ်အဲ့ဒီတော့ဒီအခြေအနေတွေကိုရင်ဆိုင်နေရတယ်ဆိုသူတို့ကိုယုံကြည်မှုတက်လာအောင်လုပ်ပေးဖို့လိုမယ်နည်းနည်းတော့ခက်တာပေါ့ဒီထက်ပိုဖြစ်နိုင်တာကကိုယ်တိုင်အဲ့လိုမျိုးမဖြစ်အောင်အနီးအနားကလူတွေကိုကိုကြောင့်ဝန်ထုတ်ဝန်ဖိုးမဖြစ်စေအောင်ကြိုးစားဖို့ပဲဒီအတွက်ကိုယုံကြည်မှုနဲ့ပတ်သက်တဲ့အချက်၃ချက်ကိုဝေးမျှခြင်းနဲ့နံပါတ်1တဏှာရာမှာအရေးပါအရာရောက်နေဖို့လေးစားရတဲ့ဆရာလင်္ကာကြီးကျော်ကတခါပြောမှုတယ်သူ့ဘဝရဲ့အဖြစ်ချင်းဆုံးဆန္ဒကဘာလဲဆို I want to be useful all the time အချိန်တိုင်းမှာအသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်တဲ့အသုံးမဝင်တော့ဘူးလို့ခံစားလာရပြီဆိုတာနဲ့လူဟာစိတ်သက်ကြလာတာပဲဒါကြောင့်ဘယ်နေရာကိုတာဝန်ကျအသက်ဘလောက်ပဲဖြစ်ဖြစ်တစ်ခုခုကိုရှာကြံလုပ်တယ်အကောင်းဆုံးလုပ်တယ်ရည်ရွယ်ချက်ကအချိန်တိုင်းမှာအသုံးဝင်သူတစ်ယောက်ဖြစ်ချင်လို့ပါတဲ့ပင်စင်ယူသွားတဲ့လူကြီးတွေပရဟိတအသင်းအဖွဲ့တစ်ခုခုမှပါဝင်နေတာနောက်ဆုံးရရွေးတွေဝင်လုံနေတာတွေကဒါနဲ့ဆက်တယ်အသုံးဝင်နေတယ်လို့ခံစားရတော့ကျဉ်းနှံ့နေတာပေါ့မိဘတွေကကိုမချစ်ဘူးလို့ထင်နေတဲ့သားသမီးဟာလမ်းမရောက်ဖို့ရာဂိုင်းနှုန်းများတယ်သူတို့ကအိုသွားပြီမို့မိသားစုအတွက်သုံးမရတော့ပါဘူးလို့ထင်နေတဲ့လူကြီးတွေကယောဂအဖြစ်များတယ်ငါတနေ့ရုံးကိုဘာလာလုပ်နေတာလဲတေချာမသိတဲ့ဝန်ထမ်းဟာအလုပ်ထွက်ဖြစ်ဖို့များတယ်တကယ်တော့မနာလိုဖြစ်တယ်ဂျေးဝင်တယ်ဆိုတာကိုယ့်ထက်သားတဲ့သူအပေါ်မှာသာဖြစ်တာပါကြောင်မြန်စဉ်းစားရင်ကိုသူနဲ့ရှင်းရင်နေနေတယ်လို့ခံစားနေရလို့သာမနာလိုတာပေါ့ကိုပညာရက်နဲ့ပတ်သက်လို့နေရာတစ်ခုရနေတယ်လို့ခံစားရတဲ့ဆိုစီးပွားရေးလောကထဲမှာအောင်မြင်နေတဲ့ကိုယ်တငယ်ချင်းကိုလက်ခုပ်တီးနိုင်သွားလိမ့်မယ်ကိုကပြည့်သက်အားပေးတဲ့အမှုပညာရှင်တယောက်ဆိုအဖွဲ့အစည်းတစ်ခုခုမှာယာတုကြီးရထားတဲ့ကိုယ်တငယ်ချင်းပေါ်ဂုဏ်ယူနေနိုင်လိမ့်မယ်လူတွေပဲမို့မနာလူစိတ်ဆိုတာအနည်းနဲ့အများရှိကြတာပဲနေတဲ့သူနဲ့ညားတဲ့သူပဲကွာမယ်တေးကြတာကတော့ရွယ်သူတွေကြားထဲငါကဘာမှလည်းမဖြစ်ထွန်းဘူးဆိုတဲ့ခံစားချက်မျိုးရှိနေလေဂျေးဝင်မိဖို့ရာဂိုင်းနှုန်းများလေပါပဲဒီတော့ကိုယုံကြည်မှုရှိခြင်းနဲ့ဆိုယုံကြည်မှုရှိခြင်းနဲ့လို့ထိုင်အောင်နေလို့မရဘူးကိုအရင်တိဆောက်ဖို့လိုမယ်
အရေးအချင်းမရှိရင်အလုပ်မလုပ်ရင်ဘယ်နေရာမှအရေးပါလာမှာမဟုတ်ဘူးဒါဆိုယုံကြည်မှုကလည်းရှိလာမှာမဟုတ်တော့ဘူးဒါကြောင့်ဘဝမှာနေရတာကျင့်တတ်ခြင်းနဲ့အတိတ်ပဲရှိခြင်းနဲ့ဆိုတနေရာရာမှာအသုံးဝင်နေအောင်လုပ်ဖို့လိုပါလိမ့်မယ်နံပါတ်2အချက် social media ပေါ်မြင်ရသမျှကိုတကယ်မထင်ပါနဲ့တကယ်တော့လူမှုကွန်ရက်မှာကျွန်တော်တို့တော်တော်များများပြသဖြစ်နေတာကကောင်းတဲ့အပိုင်းတွေပါဟောပြောပွဲကြီးလုံနိုင်ခဲ့ပြီးပဲပြောထားတာထိုင်ကုန်လွတ်နေတဲ့ပုံတွေကတက်လာတာမဟုတ်ဘူးချစ်သူကဘာလက်ဆောင်ပေးတယ်ပဲပြောတာသူ့ကြောင့်စိတ်ဆင်းရဲတာတွေကြောင့်လူသိခံတာမဟုတ်ဘူးတချို့ကြောင့်အဲ့ဒါလို့သူများရဲ့အောင်မြင်မှုတွေဘဝတွေကိုကြည်ပြီးအားတွေကြောင့်သူတို့လိုဖြစ်ချင်စိတ်တွေပေါ်လာကိုယ်လဲလိုက်ကြိုးစားဒီလိုလဲဖြစ်နိုင်တာပဲဒါပေမဲ့တစ်ဖက်ကကြတော့လဲသူများတွေကိုကြည်ပြီးကိုယ့်ဘဝကိုအားမရတော့တာမျိုးဖြစ်လာနိုင်တယ်ဒီတော့မကြင်မနှက်ဖြစ်လာယုံကြည်မှုတွေပျောက်လာမယ်အကောင်အဆိုးနှစ်ဖက်ရှိတာမို့ကိုကဘယ်ထဲပါလဲဆိုတဲ့အပေါ်မူတည်ပြီးလူမှုကွန်ရက်ကိုချင့်ချိန်သုံးပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုယ်တိုင်အပါအဝင်လူတရားမှာ69ယောက်ဟာကောင်းတဲ့ဗတ်ချမ်းကိုပဲအသားပေးပြီးပြသနေကြတယ်ဆိုတဲ့စိတ်အခမ်းလေးနဲ့တော့အသုံးပြုစေချင်တယ်နံပါတ်3ကိုရှော့မတွက်ဘူးတခါတလေကျွန်တော်တို့ကကို့မှာမရှိသေးတာတွေကိုပဲတွေးမိနေပြီးရှိနေတာတွေကိုတော့တန်ဖိုးထားရကောင်းမှမသိကြဘူးဒီအတွက် intrapersonal communication လုပ်ဖို့ကိုစကားပြန်ပြောဖို့လိုမယ်တိတ်ဆိတ်တဲ့နေရာမှာအချိန်လေးသေချာယူပြီးတယောက်တည်းလုပ်ကြည့်ပါဒါဆိုကိုယ့်ရဲ့အားသာချက်တွေအသုံးဝင်မှုတွေကို့ကြောင့်လူအများအဆင်ပြေခဲ့တာတွေစသဖြင့်မြင်လာလိမ့်မယ်ဒီအခါနေရတာပူပြောလာမယ်ကိုဘဝဟာဒီလောက်လဲဆိုးမနေတာသတိထားမိလာလိမ့်မယ်ဒါကတင်းတင်းရောင်ရဲဖို့မဟုတ်ဘူးကိုရှော့မတွက်စေချင်တာပဲသူများပေတံတွေနဲ့ပဲတိုင်းနေတဲ့အခါတခါကိုဟာတေးသေးလေးဖြစ်သွားတယ်လို့ပါကိုယုံကြည်မှုပျောက်ဆုံးနေသူတွေကြောင့်ကိုရေးကိုရာဖြစ်လုပ်ငန်းခွင်မှာဖြစ်အဆင်မပြေတဲ့ relationship မျိုးကြုံနေရသူတွေအတွက်ဒါကိုဘယ်လိုကျော်လွှားရမလဲစဉ်းစားမိစေဖို့နဲ့ကိုယ်တိုင်ယုံကြည်မှုပျောက်ဆုံးနေသူတွေအတွက်လည်းတစ်ခုလေးအကျိုးစီသွားစေဖို့ရည်ရွယ်ရေးသားလိုက်ရပါတယ်။တစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။အခုဖတ်ပြခဲ့တာကတော့ဆရာဒေါက်တာဖြိုးတီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကအချိန်တိုင်းမှာအသုံးဝင်နေပါစေဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။